ဆွဲစာအမြင်တိုင်းလေးဖြစ်ပါတယ်သူလေးကဆိုကိုမတို့ရဲ့ဇလားပုံလေပင်လေးကိုမှလက်ဖောင်းတွန့်လေးနဲ့ချုပ်ထားပေးတဲ့ပြင်လက်ပြားစည်းလေးနဲ့လည်းချုပ်ထားပေးပါတယ်ရှေ့မှာဆိုလဲကိုမတို့ရဲ့ဒီမှာကြည့်အောင်အတွန့်လေးတွေထည့်ထားပေးပါတယ်ရေလိုင်းတွန့်လေးထည့်ထားပေးပါတယ်ကိုမတို့သူလေးကကိုမတို့ခါခွဲလေးလည်းထည့်ထားပါဒါလေးကကိုမတို့မင်းခုဝတ်ထားတော့40 size လေးဖြစ်ပါတယ်40 size ဆိုမင်းကပေါင်125ဆိုလောက်ထိကျသေးတယ်ဆိုဒီဆွဲစာလေးကဆိုကိုမတို့ပေါင်135 140ထိကိုအေးဆေးဘူးလို့ရပေါင်125ကနေစဝတ်ပါကိုမတို့ဒီပေါ့နော်ပေါင်120သမားတွေဆိုအမ်တန်ကျဲသွားမှာဖြစ်လို့ပါရှင်လေဘင်းလေးကလည်းကိုမတို့ဇလားပုံလေးချုပ်လုပ်ထားပေးပါတယ်ဒီရဲ့ပေါ့နော်အနားတက်လေးကဆိုနေဒီမှာနော်ဒီလိုမျိုးလေးတစ်ဆက်ရှိပါသေးတယ်မင်းတို့တေချာလေးကိုချုပ်လုပ်ထားပေးတာပါထူရိုစတက်တို့မှာလာတဲ့ပုံစံတိုင်းကိုမင်းတို့ပေါ့နော်တေချာလေးချုပ်လုပ်ထားပေးတာဖြစ်ပါတယ်ရှင်မင်းခုဝတ်ထားဆိုလို့ရှိရင်ပန်းရောင်လေးဖြစ်ပါတယ်ပန်းဖြောရောင်လေးပါအမ်တန်လှတော့မင်းကလေးတိုင်းနဲ့လိုက်ဖက်တော့အယောင်လေးဆိုနေမမှားပါဘူးရှင်ကာလာလိုင်းနေနေက6အောင်လိုင်းလာပါတယ်မင်းခုဝတ်ထားဆိုတော့ပန်းဖြောလေးဖြစ်ပါတယ်ပန်းဖြောလေးပါမယ်ဒေါနစိမ်းလေးပါမယ်အသားလေးပါမယ်အဝါလေးပါမယ်ညီညူလေးပါမယ်ပန်းခရမ်းလေးပါပါမယ်ကာလာလိုင်းနေနေက6အောင်လိုင်းလာပါတယ်ကိုမရီရဲ့မင်းခုဝတ်ထားနေဆို6လိုင်းပေါ့နော်ကာလာလေးနဲ့6လိုင်းလာပါမယ်3နဲ့6ထဲရောင်ရွေးလက်ကားစီ11000ကျပ်နဲ့ရယူပိုင်ဆိုင်နေပါပြီဂရေယာထွက်ချိထားတဲ့ပစ္စည်းဖြစ်ပါတယ်ဂရေယာထွက်တဲ့ပစ္စည်းတွေဆိုတာကိုမတို့အရေးသွေးကောင်းမွန်တယ်ဆိုတာလဲကိုမတို့အတိပဲဖြစ်ပါတယ်လက်ဖောင်းစည်းလေးကိုလည်းကိုမတို့ဒီလက်ဖောင်းစည်းလေးမှာဒီလိုအခွဲလေးထည့်ထားပေးပါတယ်ကိုမတို့ဒီမျိုးလက်ဖောင်းစည်းလေးနဲ့ပါပြီးတော့ကိုမတို့ဒီမှာပေါ့နော်မင်းပြပေးချင်တာကဒီလိုမျိုးဇလားလာပြီးတော့ဒီလိုမျိုးကြီးတဲ့ကြီးလောက်ထားတာမဟုတ်ဘူးဒီကြားထဲမှာဆိုလို့ရှိရင်ကိုမဒီလိုဖြတ်ဆက်လေးနဲ့ချုပ်ထားပေးတာဗာဝဲကကားလေးဖြစ်အောင်လို့လဲမင်းတို့နောက်ကျောလေးမှာဆိုရင်နောက်ကျောဖြတ်ဆက်ကိုမှနောက်ကျောဖြတ်ဆက်လေးမှာဒီလိုဓာတ်ကလေးနဲ့အဲ့နဲ့နော်ဒီလိုလေးတေချာလေးချုပ်လုပ်ထားပေးတာဗာဒီလိုအရေးသွေးကောင်းမွန်နဲ့ဒီလိုဆွဲစာအမြင်တိုင်းဒီဆွဲစာဆိုတာကိုမတို့ချီမစစ်တဲ့ဆွဲစာတွေဆိုလို့ရှိရင်ပူတယ်ဒါလေးကကိုမတို့အသားလေးကအေးအေးလေးနဲ့ဖက်လေးအမ်တန်ဝလို့ကောင်းပါတယ်ဘဲပွဲသွားဒီလိုပိတ်ပေါက်စာတွေဆိုတာအဆင်ပြေသောပစ္စည်းလေးဖြစ်ပါတယ်3နဲ့6ထဲအယောင်မျိုးလက်ကားစီ1100ကျပ်နဲ့ရယူပိုင်ဆက်နေပါပြီရကျင်နေဆိုတော့အမြင်လေးသာဦးထိုက်တော့နော်ဒလီဗာရောက်တဲ့မြို့တိုင်းကိုအယောင်ငွေချင်းနဲ့ပို့ပေးနေတာဖြစ်လို့ကိုမတို့စိတ်ချလက်ချကြီးဝယ်ယူအပ်ပေးနိုင်ပါပြီရှင်ကျေးဇူးပါ